နေ့မှာကတော့အရေးပြားအမျိုးအစားအလိုက်ဂရုစိုက်ထိန်းသိမ်းရမယ်အချက်လေးတွေကိုအပိုင်းလိုက်မျှဝေပေးသွားပါမယ်။အပိုင်း1မှာတော့အစီပြန်တဲ့အသားရည်တွေရှိတဲ့လူတွေအတွက်တည်တင်သိထိုက်တဲ့အကြောင်းအရာတွေကိုမျှဝေသွားမှာဖြစ်ပါတယ်။အစီပြန်တဲ့အသားရည်ရှိတဲ့သူတွေကတရက်ကို2ကြိမ်မျက်နှာသစ်ပေးသင့်ပါတယ်။အဲ့လိုသစ်တဲ့အခါမှာလည်းမျက်နှာသစ်ဆေးဆက်ပြာပေါ့ခပ်ပြင်းပြင်းတွေနဲ့သုံးတာမျိုးတစ်တာမျိုးမလုပ်ပေးသင့်ဘူးအကြိမ်ခဏခဏပေါ့နော်တစ်ပေးတာမျိုးလည်းမလုပ်သင့်ဘူးဒီလိုမျိုးတွေလုပ်ခြင်းကအစီထွက်တာကိုမထိန်ချုပ်စေဘဲနဲ့ပို့ပြီးတော့အစီပြန်တာမျိုးတွေဖြစ်တဲ့ဘေးဆုပ်လို့နဲ့လုပ်ထားတဲ့ဆက်ပြာတို့လို့နောက်ပြီးတော့ဒီဆက်ပြာရည်အပျော်လေးတွေပေါ့နော်ဒါမျိုးလေးတွေနဲ့တစ်နောက်ပြီးတော့ mask ကပါ mask ဆိုတဲ့နေရာမှာကလေးပေါ့နော်နောက် Caroline Bandonite မျိုးပေါဒါတွေနဲ့လှုပ်ထားတဲ့ mask လေးတွေကmoisturizer တွေလိမ့်တဲ့အခါမှာဆိုရင်oil free product ပေါ့နော်စီပါဝင်မှုစီထုတ်ကုန်တွေဒါမှမဟုတ်ရင်စီပါခဲ့မယ်ဆိုရင်လည်းဒီကိုမီတိုဂျင်းနဲ့မဖြစ်တဲ့ဟာပေါ့နော်သူကစီတွေမှာကိုမီတိုဂျင်းနဲ့မဖြစ်တာနဲ့ဖြစ်တာနဲ့ရှိတယ်ကိုမီတိုဂျင်းနဲ့ဆိုတာကချွေးပေါက်တွေကိုပိတ်စေကွန်ပျူတာချင်းနဲ့ဖြစ်တဲ့ rating တွေကမတူကြဘူးနောက်ကျရင်ကွန်ပျူတာချင်းနဲ့ပြီးတော့ရပါမယ်နောက်ပြီးတော့ chemical ingredients တွေလိုမျိုးဆိုရင်ဒီ niacinamide vitamin B3 နဲ့အတူတူပဲ AHA BHA ဆိုတာ alpha hydroxy acid တို့ beta hydroxy acid တို့ဒီရုပ်စုဝင်တွေဖြစ်တဲ့ salicylic တို့ glycolic တို့ဒီလိုမျိုးပါတဲ့ဂျယ်ရှားဆောင်လက်ပတ်ဂျယ်ပဲဖြစ်ဖြစ်T3 ဂျယ်ပဲဖြစ်ဖြစ်ဒီလိုဂျယ်တန်းခဏပြောသွားတဲ့ပေါဒါတွေလည်းသုံးတင်တယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးလေးတွေလုပ်ပေးကြပြအစီပြန်ခြင်းကိုထိန်းချုပ်နိုင်တယ်မျက်နှာက